Mula aku dia coba no boka blog no boka unblog တော့ပြုပြီးတော့ကြတော့ဒီလိုပန်းအိုးလေးဆွဲတဲ့နည်းလေးပေါ့နော်ဒီပန်းအိုးလေးဒီလိုဆွဲတဲ့နည်းလေးကိုပြောပြပေးပါမယ်အဲ့တော့ကြတော့ပထမဆုံးဒီပုံစံလေးလုပ်ဖို့ရတဲ့စာရွက်တစ်တူလေးယူလိုက်မယ်ဖိုင်လေးကနေပြီးတော့နေယူပေါ့နော်နေယူရှုပြီးသွားပြီဆိုရင်စာရွက် site တွေစာရွက်မျိုးစာရတော့ကိုယ်စိတ်ကြိုက်ဖြစ်စေပြီးတော့ create ကိုနှိပ်လိုက်ပေါ့နော်နောက်စာရွက်တစ်တူလေးရောက်လာပြီဆိုရင်ပထမဆုံးသူ့ကိုဒီမှာတည့်ရလေးကိုအရင်ဆွဲမယ်တရားလေးကိုအဆုံးဖြစ်တဲ့အတွက်ပန်တူနဲ့ပန်တူခုနကလည်းတင်တော့တင်ခုနက exercise မှာတင်ထားတယ်ခုနကလေ့ကျင့်ခန်းမှာဟောပါတော့ course မှာတင်ထားတယ်အခုဒီပန်တူလေးနဲ့တရားလေးဆွဲမယ်ပြီးသွားပြီဆိုရင်ဒီဘက်လာရအောင်ဖြတ်ဖို့အတွက် order key ဖြစ်မယ်ပြီးသွားပြီဆိုတော့ end point ကိုတက်ပြီးတော့ကွာတရားပုံစံလေးအဲ့ဒီလေးကိုထပ်ပြီးပြင်ဆင်ခြင်းလဲဆိုဒါလိုက် selection ကိုယူပြီးဆိုရင်ဒီမှာလာဒါတရွတ်ပုံစံနဲ့တရွတ်လေးကိုမှယူပြီးသွားပြီဆိုတော့ဖေးကလာဆင်းရောက်ထားခဲ့ထားပြီးသွားပြီဆိုရင်သူပေးမှာခဏထားမယ် stock ကိုနန်းထားမယ်ဒါတရွတ်လေးနောက်တရွတ်လေးပြီးသွားပြီဆိုရင်ဘာဆွဲမလဲဆိုတော့ပေးယူတယ်လေယူတယ်လေးကိုကြတော့ stock ကနေပြီးတော့ဆွဲပြီးတော့ stock site ကိုထူထားလို့ရတယ်သို့မဟုတ် reading လေးဆွဲပြီးတော့ဒီ reading လေးတိုင်းပဲထားလို့လည်းရတယ်ဒါကြတော့ဘန်ယူတယ်လေးပေါ့နော်ဘန်ယူတယ်လေးဆွဲပြီးပြီဆိုရင်နောက်ထပ်တစ်ခါ reading ကတစ်ခုယူမယ်ဘန်အိုလေးဆွဲမယ်ပေါ့ဘန်အိုလေးဆွဲဖို့အတွက် reading ကို square ဆွဲမယ် square ဆွဲပြီးသွားပြီဆိုရင်ဒီဘက်ထဲက free transform tool လေးကနေပြီးတော့သူ့ကိုယူလိုက်ယူပြီးသွားပြီဆိုရင်ဒီအောက်ဆုံးကနေဆိုရင်အပေါ်ဘက်မှာဒုတိယပုံလေးပေါ့နော်ဒါမှဆိုရင်သူ့ကိုယူလိုက်ယူပြီးသွားပြီဆိုရင်ဒီပုံမှာနှစ်ချက်နဲ့ပြီးသွားပြီဆိုရင်အတွင်းဘက်ကိုပြီးဆွဲပန်းဟိုကနည်းနည်းလေးရှည်သွားပြီဆိုရင်ဒီလိုမျိုးလေးပို့လိုက်ပေါ့ဒါတော့ပန်းဟိုကကိုလိုချင်တဲ့ size နဲ့စာလေးမှာဆွဲမယ်ပန်းဟိုရဲ့အရောင်ကိုတော့ဒီပန်းဟိုနဲ့တွေ့တဲ့အရောင်ကိုထားလိုက်တယ်အမျိုးပိုင်းထားလိုက်တယ်ပေါ့နောက် routine လေးတစ်ခုထည့်ယူမယ်ထည့်ပြီးသွားပြီဆိုရင်ဒီပေါ်မှာထွက်လာမယ်သူနဲ့အရောင်အရှင်းလေးတုံးလိုက်မယ်ဒီလိုဆိုအဲ့ဒါလေးကိုပဲ Ctrl C Ctrl F ဆိုပြီး copy ယူမယ်ယူပြီးသွားပြီဆိုဒါလေးကိုကြာတော့အောက်ကအရောင်နဲ့တူတဲ့အရောင်လေးထားလို့ရတယ်သို့မဟုတ်တခြားမတူတဲ့အရောင်တစ်ခုယူမယ်ပေါ့နော်ယူပြီးသွားပြီဆိုသူ့အပေါ်တင်ဒါလေးကပန်းဝင်လေးပြီးသွားပြီဆိုရင်ပန်းဝင်လေးကိုသုံးဖို့ရတဲ့ rectangle tool လေးကိုပဲယူမယ်ယူပြီးသွားပြီဆိုရင် effect ထဲကနေပြီးတော့ dot and transform ပြီးတော့ကျတော့ pop-up unblock ဆိုတာမျိုးယူမယ်ယူပြီးသွားပြီဆိုတာနဲ့ preview ချက်ထည့်တာပြီးသွားပြီဆိုရင်ဒီညာဘက်ကလက်ဒီဆိုရင်ဒီ block ဘက်ကိုပေါ့နော်ဒါမျိုးဆွဲကိုလိုချင်တဲ့ပန်းဝင်ပုံစံဒီလောက်လေးပဲထားလိုက်ရတယ်ဒီလိုမျိုးထားလိုက်ရဒါတော့ကိုလိုချင်တဲ့ပုံစံလေးရအောင်ဆွဲလို့ပြီးသွားပြီဆိုမှ okay လို့ပဲနောက်ပန်းဝင်ပုံစံလေးကိုမှလည်းအရောင်ပြောင်းပေါ့ကြားအဆင်ပြေတဲ့အရောင်လေးတစ်ရောင်ပြောင်းပေါ့နော်နောက်သူ့ထဲမှာ edit tool လေးယူမယ် edit tool လေးကိုအဝါရောင်ထားမယ်ပြီးရင်edit လေးကိုဒီ center မှာတစ်ထပ်တစ်ကြောင်ထားလိုက်ပေါ့ထားပြီးသွားပြီဆိုရင်သူ့ကို group ဖွဲ့လိုက်နောက်ဒါကိုခြုံကျင်နေဆိုရင်ခြုံပေါ့ပြီးရင်ယူရန်လေးကိုဒီမှာလာထားအဲ့တော့ဒါတွေအထက်အောက်ပြင်ဖို့ရအတွက်ကပြင်မှာတော့ပြင်မလဲဆိုတော့ဒါဆိုတရွက်လေးကိုဒီမှာလာထား။အိုးကအရင်ကြည့်နေရဆိုရင်အိုးချုံပေါ့
rotate လေးလုပ်လို့ရတယ်တရွယ်လေးမှာ rotate လေးနဲ့ဒီပါဆိုအဲ့တရွယ်ကိုပဲ Ctrl C Ctrl F နဲ့ယူဒီပါဆိုရင်တို့ဒီဘက်ကိုလာဖို့ rotate နဲ့ပြန်ပြီးတော့ rotate tool လေးသုံးပြီးတော့အဲ့တော့ဒါလေးတွေကိုအထက်အပေါ်ကျင်နေဆိုရင်ဒီမှာ layer 2ကိုတကယ်လို့ဒီမှာ layer 2မပေါ်ခဲ့ဘူးဆိုရင် Windows ထဲကနေပြီးတော့ဒီ layer လေးကိုခေါ်ထားမယ်အခုဆိုရင်ဒီမှာ layer မရှိတော့layer တချို့လည်းတစ်ခါတည်းပေါ်နေတတ်တယ်layer ကိုဆက်ထဲမှာတစ်ချက်ကြည့်လိုက်ဒီဘက်ထဲမှာ palette box ထဲမှာ layer မရှိဘူးဆိုရင် layer 2လေးကို layer palette လေးကိုခေါ်လိုက်ခေါ်ပြီးပါပြီဆိုရင်ဒီမှာ layer palette မှာ layer 1ထဲမှာဆိုရင်ဒီမှာပန်းမွှန်းလေးတွေတစ်ခုချင်းစီရှိတယ်ဒီပန်းမွှန်းလေးကိုဥပမာအောက်ဆုံးမှာထားကြည့်ယူတဲ့အပေါ်မှာဖြစ်နေဒီကိုအပေါ်ဆုံးမှာထားကြည့်မယ်ပေါ်ဆုံးမှာထားကြည့်မယ်ဆိုရင်ဒီမှာနော်ဆိုယူတဲ့ကိုပေါ်ဆုံးမှာထားကြည့်ဒါမို့ဖြစ်နေပြီဆိုရင်ကြတော့ဒီ layer ထဲမှာကိုဒီ layer လေးဒီပန်းမွှန်းလေးကိုမလို့ခြင်းဘူးခဏ hide ထားခြင်းလေဆိုရင်ဒီပန်းမွှန်းလေးရဲ့ဒီ layer လေးကိုတစ်ချက်ပန်းမွှန်းမျက်လုံးလေးကိုပိတ်လိုက်ဒါဆိုရင်သူတို့ပန်းမွှန်းလေးပြောက်သွားမယ်ပြန်ခွက်ခြင်းလေဆိုရင်ဒီမျက်လုံးလေးကိုပြန်ခွက်ပေါ့နော်နောက်ဒီပန်းမွှန်းလေးကိုဒါဆိုရင်ကိုရွှေ့ခြင်းတဲ့နေရာကိုရွှေ့လို့ရပါပြီရွှေ့လို့ရပါပြီသူ့ကိုရွှေ့မြအောင်လောချထားခြင်းလေဆိုဒီပန်းမွှန်းလေးရဲ့ဒီဘက်ပဲမျက်လုံးလေးရဲ့ညာဘက်ပဲကက်ရလေးမှာတစ်ချက်နေလိုက်ဒီမှာ lock လေးပေါ်လာlock လေးပေါ်လာပြီဆိုရင်ဒီမှာပန်းမွှန်းလေးရွှေ့လို့မရဘူးတခြားပုံလေးတွေပဲရွှေ့လို့ရတယ်ပေါ့နော်ဒါ lock ကိုပြန်ဖြုတ်ခြင်းလေဆိုရင်ဒီဟွာလေးကိုတောက်ကလာပြီးပြန်ပြီးတော့ပြန်ဖြုတ်လိုက်ပေါ့နော်ဒါလေးက layer ကိုအားလို့ဆွေးကြတယ်မှာ layer ကိုအသုံးပြုတယ်ပေါ့နော်layer အသုံးပြုပြီးတော့ဒီပုံပန်းမွှန်းလေးဆိုရင်တကယ်တမ်းကသူကအပေါ်ဆုံးကိုထားပေးရမယ် layer ရဲ့အားလုံးအပေါ်ဆုံးထားပေးရမယ်ပြီးတော့ဒီပန်းအိုးလေးကကြတော့အောက်ဆုံးမှာထားပေးရမယ်ရိုးတယ်လေးကကြတော့သူရဲ့နောက်မှာထားပေးရမယ်ဒါမို့လေးပေါ့နော်ဒါလေးမှာတရားလေးတွေကိုအထက်အောင်ရွှေ့ရနေရွှေ့လို့ပြီးသွားပြီတရားလေးကို group ဖတ်ထားမယ်ဆိုအားလုံးကိုဆက်မှတ်ပြီးသွားပြီဆိုရင် object ထဲကနေပြီးတော့ group ဆိုပြီးရွှေ့မယ်ဒါဆိုရင်ဒီအုပ်စုတစ်ခုလုံး group ဖတ်လိုက်ပြီပေါ့နော်အဲ့တော့ဒါကကြတော့Pocket envelope ထဲကပေါ့နော်တုံးပြပြီးPocket envelope ကိုတုံးထားတဲ့ဟာကိုမှသူတစ်စင်ချင်းပေါ့နော်ဒီကစားပြလို့တင်လို့အားလုံး